မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတဲ့အကြောင်းအရာကတော့ဒီ digital ခကြီးထဲမှာပေါ့လေကိုပိုင်လွတ်လပ်ခွင့်နဲ့ဟိုကို data တွေကိုထိန်းချုပ်နိုင်စွမ်းအဲ့ဒါတွေဘယ်လောက်တောင်ဆက်စပ်နေတယ်လဲဆိုတာပါပဲကျွန်တော်တို့ကဒီအကြောင်းကိုနည်းနည်းလေးအတွင်းကြတွန်းသက်ထားတဲ့အရေးအသားတစ်ခုကိုအခြေခံပြီးတော့ပြောကြမှာပေါ့နော်ဆိုတော့အဓိကရည်ရွယ်ချက်ကတော့လေဒီနေ့ခေတ်မှာကို data ကိုထိန်းချုပ်နိုင်ဖို့ကလွတ်လပ်ခွင့်အတွက်ဘာလို့ဒီလောက်တောင်အရေးကြီးနေရတာလဲဆိုတော့ကိုနည်းနည်းစဉ်းစားကြည့်ဖို့ပါပဲဟုတ်ကဲ့တကယ်တော့စဉ်းစားကြည့်လွယ်လေးပါကျမတို့နေ့တိုင်းလုပ်နေကြအရာတွေဥပမာဖုန်းခေါ်တာတို့ online မှာတစ်ခုခုရှာတာတို့ social media သုံးတာတို့ပေါ့ဟုတ်ကဲ့ဒီနေရာချက်လက်တရောပဲလားအကုန်ပါတာပေါ့ဘယ်တွားတယ်ဘာဝယ်တယ်ကျန်းမာရေး app ထဲက data တွေအကုန်လုံးက data တွေချီပဲအဲ့ဒီ data တွေအားလုံးစုလိုက်တဲ့အခါကျတော့ကျမတို့ဘာလို့လဲပါကြိုက်လဲဘလို့တွေးလဲဆိုတာလေးကိုဖော်ပြနေတဲ့ဟိုတင် digital ပုံရိပ်ကြီးဖြစ်လာတာပေါ့အဲ့ဒီ digital ပုံရိပ်အဲ့တော့ကိုဘသူတွေကစိတ်ဝင်စားစားကြည့်နေကြတာလဲဘလို့ရစ်ပါလာတာလဲခင်ဗျာအဲ့ဒါစိတ်ဝင်စားစရာကောင်းလုံးပိုင်းပဲဒီလိုအဆက်မပြတ်ထွက်နေတဲ့ data တွေကိုလေအကြီးစားနီးပညာကုမ္ပဏီတွေ Google တို့ Facebook တို့လို့မျိုးလားဟုတ်ပါတယ်သူတို့အပြင်ကြုံညာကုမ္ပဏီတွေအချက်လက်ပွဲစားတယ်ဆိုတာရှိသေးတယ်တခါလေအစိုးရတွေတခြားဖွဲ့စည်းတွေကပါစနစ်တကျကိုစုတယ်ခွဲခြားစိတ်ဖြားတယ်သူတို့ဘယ်လိုစုတယ်လဲဆိုတော့ဟို cookies တွေကနေ tracking pixel တွေပြီးတော့ app တွေသုံးရင်ခွင့်ပြုချက်တောင်းတာတွေကနေပေါ့ဒီ data တွေကသူတို့ဆိုရင်အမတန်တန်ဖိုးကြီးတဲ့အရေးမြတ်ဖြစ်နေပြီကျမတို့ရဲ့အပြုအမူစိတ်ဆန္ဒဘာကြိုက်တဲ့လဲဆိုတာတွေကိုနားလည်ဖို့ကြိုတင်ခန့်မှန်းမှုတုံနေကြတာအဲ့ဒါကြောင့်ပဲဟိုအတွေ့ခေါ်ပညာရှင်တွေပြောနေကြတဲ့စကားရှိတယ်နော်ကို data ကိုမထိန်ချုပ်နိုင်လွတ်လပ်ခြင်းမရှိဘူးဆိုတာလေဒီစကားကနင်းနေတော့လေးနဲ့တယ်လို့ချင်းတယ်တော်လေးလေးနဲ့တယ်ပါတယ်ဟုတ်တယ်ဘာလို့လဲဆိုတော့လေကို့အကြောင်းအသေးစိတ်ကိုတိထားတဲ့ data တွေကိုတခြားတယောက်ကထိန်းချုပ်သွားပြီဆိုရင်အဲ့ဒီ data ကိုသုံးပြီးတော့ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေကိုပုံသွင်းဖို့အပြုတ်မှုတွေကိုတင်းတင်းမွေးမွေးနဲ့လမ်းကြောင်းပေးဖို့စ조사လာနိုင်တာကိုလမ်းကြောင်းပေးတယ်ဆိုတာကဥပမာပေါ့နော်ကိုက online မှာဘာတွေရှာတယ်ဘာတွေစိတ်ဝင်စားတယ်ဆိုတာကြည့်ပြီးတော့ကိုစီရောက်လာတဲ့သတင်းတွေကြောညတွေကကို့အမြင်ကိုတဖြည်းဖြည်းနဲ့ပြောင်းသွားအောင်လုပ်နိုင်တယ်ဟုတ်ကဲ့ဘာပစ္စည်းဝယ်တင်တယ်ဆိုတာကနေဘလို့နိုင်ငံရေးမြင့်မျိုးကိုလက်ခံတင်တယ်ဆိုတာမျိုးအထိတွယ်ဝိုက်ပြီးတော့လမ်းမိုးလာနိုင်တာကောအဲ့ဒါကဟိုတာမန် TV ကြော်ညာတို့ဘာလို့ထက်ပိုးပြီးတော့အတွင်းကြလွမ်းမိုးနိုင်ခြင်းရှိတယ်ပေါ့နော်ပြီးတော့အမြဲတမ်းအဆောင်ကြီးခံရတဲ့ဆိုတဲ့ခံစားချက်ကတော့အဲ့ဒါကလွတ်လပ်မှုကိုဘယ်လိုထိခိုက်နိုင်မလဲဟုတ်ပါတယ်တာမန်ကြော်ညာကရေပြူးရဆန်တယ်ဒါပေမဲ့ဒီလို data ကိုအခြေခံပြီးလွှမ်းမိုးတာကကြတော့တယောက်ချင်းစီရဲ့ဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာအားနေချက်ကြိုက်တတ်တာကိုတိတိကျကျပြစ်မှတ်ထားပြီးလုံနိုင်စွမ်းရှိတယ်ပြီးတော့ digital စောင့်ကြည့်မှုဆိုတာကြီးကလည်းကျမတို့ရဲ့လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာတွေးခေါ်ခွင့်တွေကိုဖြစ်ဖြည့်ခြင်းပစ္စည်းစေနိုင်တယ်ဘယ်လိုမျိုးလဲခင်ဗျာကို online မှာလုံလိုက်တဲ့လှုပ်ရှားမှုတိုင်းကမတမ်းခင်ခံရနိုင်တယ်ဆိုတဲ့အတွေ့ကကိုစဉ်းစားဖြစ်တော့တဲ့အဖြူမှု self censorship ဖြစ်လာစေနိုင်တယ်ကိုဘာသာကိုကန်တက်လိုက်တာမျိုးပေါ့ဟုတ်တယ်ဘေးများကင်းမလားဆိုပြီးတော့ကိုတကယ်ပြောချင်တာရှာချင်တာကိုမလုပ်ရဲတော့တာမျိုးပေါ့ဒါကို chilling effect လို့ခေါ်တယ်ဆိုတော့လွတ်လပ်စွာလုပ်ဖို့ကိုင်ဖို့ခက်လာတယ်အမြဲတမ်းတယောက်ကြည့်နေတယ်လို့ခံစားချက်မျိုးဖြစ်လာနိုင်တယ်အဲ့ဒီအရေးထားတဲ့မှာဖတ်လိုက်ရတာတခုချီသေးတယ်ပို့ပြီးတော့စိုးရင်စရာလို့ပြောရမလားပဲအဲ့ဒါက AI လိုမျိုး AI တွေကလေကိုယ့်အကြောင်းကိုကိုယ်တိုင်နားလေတာချက်တောင်ပိုတိလာနိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်ဆိုတာပဲဒါကဘလို့ဖြစ်နိုင်မှာလဲအဲ့ဒါကတကယ်ကိုစဉ်းစားစရာပါ AI စနစ်တွေက data အများကြီးကိုခွဲခြမ်းစိတ်ဖြားပြီးတော့လူတွေမမြင်နိုင်တဲ့ပုံစံတွေစစ်ဆက်မှုတွေကိုရှာနိုင်တယ်ဟုတ်ကဲ့ဆိုတော့ကျမတို့ရဲ့မတိစိတ်แท้ကဆန္ဒတွေနောင်တချိန်ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေစိတ်ခံစားချက်အတက်အကျတွေကိုတော့သူတို့ကကြိုခန့်မှန်းနိုင်လာတယ်ဆိုပါစို့အဲ့ဒီအခါကျရင် AI ကကိုယ့်အတွက်အကောင်းဆုံးဆိုတဲ့ဆုံးဖြတ်ချက်ကိုချပေးတဲ့ဆိုရင်တောင်းအဲ့ဒါကကိုယ်လိုက်လွတ်ရွေးလိုက်တာဟုတ်ပါဦးမလားဟုတ်တယ်နော်ကိုစန္ဒအစစ်မဟုတ်ချင်မဟုတ်တော့မှာမှန်ပါတယ်ကိုစန္ဒအထက် AI ရဲ့အကြံပြုချက်ကပုံမှန်တယ်လို့ကိုကလက်ခံလိုက်တာနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အသိစိတ်နဲ့ဆုံးဖြတ်နိုင်စွမ်းကတဖြည်းဖြည်းမေးမြင်သွားနိုင်တာပေါ့ free will လို့ခေါ်တဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုတိုက်ရိုက်ထိခိုက်လာတာပဲဒါကြောင့်မို့လို့အနစ်ချုပ်ပြောရင်တော့ဒီ digital ကဘာကြီးမှာတကယ်လွတ်လပ်ခွင့်ကိုစစ်ထိန်ထားခြင်းနဲ့ဆိုရင်ကို
ကို data တွေဘယ်လိုစုခတ်နေရလဲကတူတွေလက်ထဲရောက်သွားလဲဘယ်လိုအသုံးပြုခံရနိုင်လဲဒါတွေကိုနားလည်နေဖို့ကအရန်အရေးကြီးလာပြီပေါ့ဒီနေရာမှာ data စာတက်မြောက်ရေး data literacy ဆိုတာကအရေးပါလာတယ်ထင်တယ် ဟုတ်တယ် data စာတက်မြောက်ရေးဆိုတာကအရေးကြီးဆုံးပဲအဲ့ဒါကဘာကိုဆိုလို့တလဲဆိုတော့ကို data တွေကဘယ်လောက်တန်ဖိုးရှိလဲအဲ့ဒါတွေကိုဘယ်လိုစုဆောင်းသုံးစွဲနေကြတယ်လဲဆိုတဲ့လုပ်ငန်းစဉ်တွေပြီးတော့ကိုယ့်ရဲ့ privacy ကိုကာကွယ်ဖို့ဘာနည်းလမ်းတွေရှိလဲဒါတွေကိုသိပြီးလက်တွေ့လုံနိုင်တဲ့အသိပညာနဲ့ကျွမ်းကျင်မှုတွေပေါ့ ဥပမာprivacy settings တွေကိုပုံမှန်စစ်တာမျိုးလား ဟုတ်တယ်အဲ့ဒါမျိုးတွေဘယ် app ကိုဘာ data တွေပေးသုံးထားလဲဆိုတာပြန်ကြည့်တာမျိုးတွေ phishing လိမ်လည်မှုတွေကိုသိထားမိတာမျိုးတွေအဲ့ဒါတွေကိုကုန်ပါပဲဒါကတကယ်ကိုပဲခေတ်သစ်လွတ်လပ်ရေးကအခြေခံအုံမြစ်တစ်ခုလိုဖြစ်လာနေပါပြီ ဒီတော့အစမှာကျွန်တော်တို့ပြောခဲ့တဲ့စကားကိုပြန်ကောက်ရင်ကို data ကိုမထိန်နိုင်ရင်လွတ်လပ်ခြင်းမရှိဘူးဆိုတာကdigital kit မှာကိုယ့်ရဲ့ကိုယ်ပိုင်အချုပ်အခြာကိုကာကွယ်ဖို့တော့ချက်ပဲလို့ပြောရတာမှာကော အတိအကျပါပဲလုံးဝမှန်ပါတယ် data ကိုထိန်းချုပ်နိုင်စွမ်းရှိခြင်းမရှိခြင်းကကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုယ့်ရဲ့အတွေးခေါ်တွေအပေါ်မှာကိုယ်တိုင်ဘလောက်တိုးစားတက်ရောက်နိုင်တယ်လဲဆိုတာနဲ့တိုက်ရိုက်ကိုဆက်ဆက်နေတာပါ ကောင်းပါမင်းဒီဆွေးနွေးမှုအဆုံးသတ်ခံနေမှာနဲ့နားထောင်နေတဲ့သူတွေကိုစဉ်းစားစရာလေးတစ်ခုလောက်တော့ထားခဲ့ခြင်းတယ်ကျွန်တော်တို့ရဲ့ data တွေကကျွန်တော်တို့ရဲ့ကိုယ်တန် self ပေါ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုဒီလောက်ထိကိုးစားပြုနေတဲ့ဆိုရင်လေအဲ့ဒီ digital ပုံရိပ်တွေကိုကိုယ်တိုင်မထိန်ချုပ်နိုင်မကာကွယ်နိုင်တဲ့အခြေအနေမျိုးမှာတကယ်တမ်းကိုယ့်အကိုလို့ခေါ်လို့ရမယ်ကိုယ်ပိုင်လွတ်လပ်တဲ့စိတ်ပိုင်းကဘလုံးများကြန့်ရှိနေသေးပါသလား